အိမ်ထောင်စုဇယားကို English လို့ household registration list household registration list အိမ်ထောင်စုဇယားမှတ်ပုံတင်ကတ်ကို English လို့ national registration card national registration card မှတ်ပုံတင်ကတ်တကောင်စာရင်းကို English လို့ census census တကောင်စာရင်းမွေးစာရင်းကို English လို့ birth certificate birth certificate မွေးစာရင်းဘွဲ့လက်မှတ်ကို English လို့ graduation certificate graduation certificate ဘွဲ့လက်မှတ်ကဲဒါဆိုလို့ရှိရင်တော့အရေးကြီးတဲ့စာရွက်စာတမ်းလေးတွေကို English လို့ဘယ်လိုခေါ်ရမလဲသိသွားလောက်ပြီလို့ထင်ပါတယ်ဒီလိုနေ့စဉ်သုံးတဲ့ English စကားပြောအခြေခံလေးတွေလေ့လာချင်တာပဲဖြစ်ဖြစ် sentence လေးတွေလေ့လာချင်တာပဲဖြစ်ဖြစ်နေ့ရဲ့ future web page လေးကို follow လေးလုပ်ပြီးတော့ English စာလေ့လာလို့ရပါတယ်ပြီးတော့နေ့စီမှာသင်တန်းတက်ရောက်ချင်တဲ့လူတွေလည်းအခြေခံ English စကားပြောတန်းလေးကိုဖွင့်လှစ်ထားပါတယ်သူကတော့ group club လေးအနေနဲ့ဖွင့်လှစ်ထားတာဖြစ်ပါတယ်သင်တန်းကြီးလေးကတော့2000ခွဲချက်ပါဘာပဲသင်မလဲဆိုလို့ရှိရင်တော့ expert speech ကိုမှအသေးစိတ်ပေါ့နော်ဝါစင်ကရှင်မျိုးမှာအသေးစိတ်နောင်းကပါလေလိုအပ်တဲ့အချက်တွေကိုပဲထုတ်ပြီးတော့တင်ကြားပေးသွားမှာဖြစ်ပါတယ်နောင်းတို့နော်နောက်တစ်ခုကကြတော့ pronoun adjective ရှိမယ် verb ရှိမယ်ဒါလေးတွေရဲ့အခြေခံအသေးစိတ်လိုအပ်တဲ့ point လေးတွေကိုပဲဆွဲထုတ်ပြီးတော့တင်ကြားပေးကြတယ်ပြီးတော့စာကြောင်းတိစောက်ပုံပေါ့နော် verb ကိုverb က main verb ရှိတယ် heavy verb ရှိတယ်အဲ့ဒီverb to be အသုံးပြုရတတ် main verb ကိုဘယ်လိုအသုံးပြုတာလဲပေါ့နော်စာကြောင်းအခြေခံနေတဆင့်ချင်းစီ subject verb object ကနေပြီးတော့နောက်မှာplace တွေထပ်ပါမယ်เนาะ phrase တွေထပ်ပါမယ် time တွေထပ်ပါမယ်အဲ့လိုစာကြောင်းအရှိကြီးတွေရေးတတ်ဖို့အတွက်ပေါ့เนาะဒီအခြေခံကနေပြီးတော့ phrase တွေ clause တွေထိတောင်မှသင်ကြားပေးထားပါတယ်အခြေခံအတန်းလေးပေါ့เนาะ speaking pattern ပေါင်းလဲ100ကျော်ထိတောင်မှထည့်သွင်းပြီးတော့သင်ကြားပေးထားတာဖြစ်ပါတယ်သင်တန်းချင်းလေးကတော့အရန်တန်နေပါပြီ2000ခွဲချက်နဲ့လာရောက်ပြီးတော့အနံလို့ရပါတယ်